ဒီမျိုးသမီးတယောက်ဟာဆေးရုံခန်းမြေပေါ်မှာလဲကျနေတာကိုဘယ်သူမှမကူညီကြပါဘူး။သူမဟာအသက်49နှစ်ရှိတဲ့ဂျမေကာနိုင်ငံမှာအမျိုးသမီးတယောက်ဖြစ်ပြီးပိုကောင်းတဲ့ဘဝကိုရှာဖွေဖို့နယူးယောက်မြို့ကိုပြောင်းရွှေ့လာခဲ့ပါတယ်။သူမမှာကလေး6ယောက်ရှိပြီးသူတို့ကိုမိခင်နိုင်ငံမှာထားခဲ့ရပါတယ်။သူမကလစဉ်သူတို့အတွက်ငွေပို့ပေးနိုင်ဖို့ကြိုးစားပြီးကလေးထိန်အလုပ်လုပ်ပါတယ်။ဘဝကိုထိမ့်သိမ့်ဖို့အားထုတ်နေစဉ်မှာပဲအလုပ်ကိုပြတ်သွားပြီးအိမ်ငါးခမပေးနိုင်တော့လို့အိမ်ကနေနှင်ထုတ်ခံရပါတယ်။နေစရာမရှိတော့တဲ့သူမဟာဖះเจ้าမှာအိတ်နေရပါတယ်။သူမရဲ့ပုံကိုယ်ရေးအခြေအနေမမှန်တော့တာကိုသဘောပေါက်တဲ့ဖះเจ้าဆရာက911ကိုဖုန်းခေါ်ပြီးကူညီဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူမကိုကူညီမဲ့အစားသူမကို Kings County ဆေးရုံရဲ့စိတ်ရောဂါရေးပေါ်ခန်းထဲကိုမလိုလားပဲထည့်သွင်းခံရပါတယ်။အဲ့ဒီမှာလူ32ယောက်စောင့်နေပြီးသူမလည်းစောင့်ရပါတယ်။သူမဟာအလွန်ပင်ပင်ပန်းနွမ်းနယ်နေပြီးစီးနှံ့ထွက်နေတဲ့အခန်းထဲကပလတ်စတစ်ထိုင်ကုန်ပေါ်မှာတရက်နီးပါးထိုင်ဆောင်နေခဲ့ရပါတယ်။နောက်နေ့မနက်မှာတော့သူမဟာထိုင်ကုန်ပေါ်ကနေမြေပေါ်ကိုလှည့်ကျသွားပါတယ်။ပြီးတော့သူမခန္ဓာကိုယ်ကစတင်တုန်ခါလာပါတယ်။ဒါပေမဲ့ဘယ်သူမှလာမကူညီပါဘူး။မိနစ်20လောက်ကြာအောင်သူမဟာမြေပေါ်မှာနာကျင်စွာလှုပ်ရှားနေပြီးအဲ့ဒီအရာအလုံးကိုလုံခြုံရေးကင်မရာကမှတ်တမ်းတင်နေပါတယ်။တနာရီမပြည့်ခင်မှာပဲသူမလှုပ်ရှားခြင်းရပ်တန့်သွားပါတယ်။ဒါပေမဲ့တနာရီကျော်ပြီးမှဆေးရုံဝန်ထမ်းတစ်ယောက်လာကြည့်ပြီးသူမကိုခြေထောက်နဲ့လှုပ်ကြည့်လိုက်တဲ့အခါမှာပဲသူမသေဆုံးသွားတာကိုသိရပါတယ်။ဒါနဲ့တင်မပြီးသေးပါဘူး။နောက်ပိုင်းမှာဆေးရုံဘက်ကမှတ်တမ်းတွေကိုလိမ်လည်ပြောင်းလဲပြီးသူတို့အပြစ်မဟုတ်တယ်လို့ပြုလုပ်ခဲ့ပါတယ်။ကံကောင်းစွာနဲ့နောက်ဆုံးမှာဆေးရုံရဲ့သက်ဆိုင်ရာဝန်ထမ်းများကိုဖမ်းမိပြီးအရေးယူခံခဲ့ရပါတယ်။